အားလုံးပဲမင်္ဂလာပါထိုင်ဖွန်လမ်းမှာကြိုဆိုပါတယ်ဒီနေ့သင်ခန်းစာလေးမှာတော့ JLPTN4 မင်းနာနိုနီဟွန်ကိုရဲ့အခန်း29 grammar လေးကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်စကြည့်လိုက်ကြမယ်နော်အဲ့တော့အခန်း29မှာဆိုရင်ခါနိုကီပေါ့ခါနိုကီပုံစံကိုသင်ရမယ်ခါနိုကီဆိုတာကလုံနိုင်တယ်လုံတက်တယ်လို့ပြောတာဖြစ်ပါတယ်ခါနိုကီပုံစံတို့တွေ JLPTN5 မှာပေါ့နော် N5 grammar မှာဆိုရင် dictionary form နဲ့ခိုတိုကဒေခိမတ်ဆိုတဲ့ grammar ကိုသင်ခဲ့ရတယ်ပေါ့နော်ရောမှုခိုတိုကဒေခိမတ်ဒါဆိုတာ N5 မှာသင်ခဲ့ရတဲ့ပုံစံဖတ်နိုင်တယ်ဖတ်တတ်တယ်လို့ပြောတာပေါ့နော်ကိုကလုံနိုင်တယ်လုံတတ်တယ်လို့ပြောခြင်းN5 မှာတော့က dictionary form နဲ့ခိုတိုကဒေခိမတ်ပေါ့ဘာမှရောမှုခိုတိုကဒေခိမတ်ဆိုရင်ဖတ်နိုင်တယ်ဖတ်တတ်တယ်ဆိုပြီးတော့သင်ခဲ့ရတယ်ပေါ့အဲ့တော့အခုဒီမှာကျတော့ N4 မှာဆိုရင် Kanoke ပုံစံနဲ့နောက်ထပ် form တစ်ခုပေါ့နော် Kanoke form ဆိုပြီးတော့ပြောင်းပြီးတော့လေ့လာရမယ်အဲ့တော့ Kanoke ပုံစံကသူက group 1ပေါ့group 1ဆိုလို့ရှိရင်E line ကို A line ပြောင်းပေးရမယ် group 1မှာဆိုရင် E line ကို A line ပြောင်းမယ်ဟိုမှာ Kaimas ဆိုဝယ်သည်ခါ e math ဆိုရင်ခါ a math ဆိုဖြစ်သွားမှာပေါ့ခါ a math e line ကို a line ပြောင်းမယ်ဝယ်နိုင်တယ်လို့ပြောချင်တာဖြစ်ပါတယ်ခါ e math ဆိုလို့ရှိရင်ဝယ်သည်အဲ့တော့ e line ကို a line ပြောင်းမှာဖြစ်တဲ့အတွက်ခါ a math ဆိုရင်ဝယ်နိုင်တယ်kiki math ကြားသည်ဟုတ်လား e line ကို a line ပြောင်းတာဖြစ်တဲ့အတွက် ki ကို a line ပြောင်းတော့ k ဖြစ်သွားမယ် kiki math ဆိုရင်ကြားနိုင်တယ်ကြားရတယ် kiki math အဲ့တော့ group 1ကအဲ့တော့ခါနိုခေပုံစံပြောင်းမယ်ဆိုရင် group 3ခုခွဲပြီးတော့လေ့လာရမှာပေါ့နော်အဲ့တော့ပထမဆုံးဒီ group 1မှာဆိုရင် e line ကို a line ပြောင်းမယ်လို့မှတ်ထားမယ် e line ကို a line ပြောင်းမယ်ဆိုရင်ဒါခါနိုခေပုံစံဖြစ်သွားတယ်ပေါ့နော်ဒီမှာ e line ပေါ့နော်ဒီမှာ e line ကို a line ပြောင်းမှာ re mass တွေ့သည်ဟုတ်လား re mass တွေ့သည်တွေ့နိုင်တယ်လို့ပြောချင်ရင် e line ကို a line ပြောင်းမှာဖြစ်တဲ့အတွက် RMS ဆိုပြီးဖြစ်သွားမယ် RMS တွေ့နိုင်တယ်နောက်တစ်ခုဆိုလဲ EKMS သွားသည်ဟုတ်လားသွားနိုင်တယ်လို့ပြောချင်ရင် key ဆိုတဲ့ e line ကို a line ပြောင်းမှာမို့လို့ EKMS ကနေပြီးတော့ EKMS ဆိုပြီးဖြစ်သွားမယ် EKMS ဒါဆိုသွားနိုင်သည် EKMS ခု Oyogimas ဆိုရေကူးသည် Oyogimas အဲ့တော့ e line ကို a line ပြောင်းမှာမို့လို့ gi ဆိုတဲ့ e line ကို ge ဆိုတဲ့ a line ပြောင်းပေးရမယ်ပေါ့နော်ဒါဆို Oyogimas ကနေပြီးတော့ Oyogemas ရေကူးတတ်သည်ဆိုဖြစ်သွားနော် Oyogemas နောက်တစ်ခု Hanashimas စကားပြောသည် Hanashimas ရှိဆိုတော့ဒါ e line နဲ့ဆုံးတာဖြစ်တဲ့အတွက် Hanashimas စကားပြောနိုင်တယ်လို့ပြောချင်ရင်ရှိကို a line ပြောင်းတော့ say ဆိုဖြစ်သွားတယ်အဲ့တော့ Hanasemas စကားပြောတတ်တယ် Hanasemas နီဟွန်ကိုက Hanasemas ဆိုရင်ဂျပန်စကားပြောတတ်တယ်mochimas တဲဆောင်သည် mochimas ဒီအထုပ်ပိုးတွေကိုတဲနိုင်တယ်တဲဆောင်နိုင်တယ်လို့ပြောချင်ရင် mochimas ကတဲဆောင်သည်ဟုတ်လားအဲ့ဒါကိုကံပုံစံခါနိုခေပုံစံပြောင်းခြင်းနဲ့လုံနိုင်တယ်လုံတက်တယ်ဆိုတဲ့ပုံစံပြောင်းခြင်းရင် group 1 message ရှိမှာ e နဲ့ဆုံးတာဖြစ်တဲ့အတွက်ဘယ် line ပြောင်းမလဲဆိုတော့ a line ပြောင်းမိရမယ် e line ကို a line ပြောင်းမယ်ဆိုတော့ motemas mochimas ကနေပြီးတော့ motemas တဲနိုင်တယ် motemas ရမယ်နော်အဲ့တော့ group 1က e line ကို a line ပြောင်းတယ်နော် e line ကို a line ပြောင်းတယ်message ရှိကိုကြည့်ပေါ့ message ရှိရစလုံးက e နဲ့ဆုံးလို့ရှိရင် a line ပြောင်းမရမယ် e line ကို a line ပြောင်းဒါဆိုရင်ဒါ group 1ခါနိုကေရဲ့ group 1ပုံစံပေါ့နော်အဲ့ဆို group 2ကိုကြည့်ကြည့်မယ် group 2ကကြတော့ message ရှိကိုကြည့် message ရှိမှာ a line နေနဲ့ဆုံးတယ် a k c t ne he me re ဆိုတဲ့ a line နေနဲ့ဆုံးတယ်ဆိုလို့ရှိရင် mask ကိုဖြုတ်ပြီးတော့ ra တဲ့ mask ပေါင်းပေးရမယ်ပြန်ပြောမယ်နော်အဲ့တော့ group 2ပုံစံပြောင်းခြင်းရင် message ရှိကိုကြည့် message ရှိမှာ a line နဲ့ဆုံးရင်
message ရှိမှာ a line နဲ့ဆုံးရင် mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်း mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းပေးရမယ်ဥပမာရှိတာဘဲ mask ဆိုရင်ရှာဖွေတာရှိတာဘဲ mask message ကိုကြည့်တော့ဘဲဆိုတဲ့ a line နဲ့ဆုံးနေရပါတော့အဲဆိုရှိတာဘဲ mask ဆိုတော့ mask ကိုဖြုတ်ပြီးတော့ဘာပေါင်းပေးရမလဲဆိုရင်လာလဲ mask ပေါင်းမယ်ရှိတာဘဲလာလဲ mask ရှိတာဘဲလာလဲ mask ဒါဆိုရင်ရှာဖွေနိုင်တယ်ရှိတာဘဲလာလဲ maskနောက်တစ်ခု OPOMS ဆိုရင်မှတ်မိသည်မှတ်သားသည် OPOMS အဲ့တော့မှတ်နိုင်တယ်မှတ်သားနိုင်တယ်လို့ပြောချင် message ကိုကြည့်တော့ A နဲ့ဆုံးတာဖြစ်တဲ့အတွက် mask ကိုဖြုတ် mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းမယ်အဲ့တော့ OPOE လာလဲ mask OPOE လာလဲ mask မှတ်သားနိုင်တယ်နေ mask ဆိုသည်နေ mask ဆိုရင်8သည်ဟုတ်လား8နိုင်တယ်လို့ပြောချင် mask ကိုဖြုတ်လာလဲ mask ပေါင်းတော့နေလာလဲ mask နေလာလဲ mask အဲ့တော့ group 2ရဲ့ပုံစံလေးကိုနားလည်မယ်လို့ထင်ပါတယ် message ကိုကြည့်တယ် message မှာ a line နဲ့ဆုံးရင် mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းတယ်ပေါ့နော်ဟုတ်ပြီဒီ group 2ထဲမှာချွင်းချက်စကားလုံး၈လုံးရှိတယ်အဲ့စကားလုံး၈လုံးက message မှာ a line နဲ့ဆုံးတာမဟုတ်ဘူးပေါ့နော်အဲ့စကားလုံး၈လုံးကကြတော့အလွတ်ကျက်ထားပေးရမှာချွင်းချက်စကားလုံး၈လုံးသူ့အတူကခါမီတိုကိုလို့ခေါ်တယ်ပေါ့နော်ခါမီတိုကိုဆိုရဲဒီစကားလုံး၈လုံးကိုတွေ့လို့ရှိရင်လေ mask ကိုဖြုတ်ပြီးတော့လာလဲ mask နဲ့ပေါင်းပေးရမယ်အဲ့စကားလုံး၈လုံးကအလွတ်ကျက်ထားမှာဖြစ်တယ်ပေါ့နော်ဘာတွေလဲဆိုရင်ခါမီတိုကိုဆိုရဲဒါစကားလုံး၈လုံးပေါ့နော် K ဆိုတာဘာကိုပြောချင်လဲဆိုရင်ခါဒီ mask ကိုပြောချင်တာခါဒီ mask ချင်းငါဒီခါဒီ mask ဒီစကားလုံး၈လုံးတွေ့ရင်လေ mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းပေးရုံပဲနော် A ဆိုတာက RB mask ကိုပြောတာ RB mask ရေချိုးသည်ခါဒီမတ်ချင်းငါးသည်ဆိုရင်ခါဒီမတ်ကိုခါနိုကေပုံစံပြောင်းတော့ခါဒီလာလဲမတ်ခါဒီလာလဲမတ်မတ်ကိုဖြုတ်ပြီးတော့လာလဲမတ်ပေါင်းရုံပဲခါဒီမတ်ဆိုရင်ခါဒီလာလဲမတ်ချင်းငါးနိုင်တယ်ဆိုဖြစ်သွားမယ်အာဘီမတ်ရေချိုးသည်အဲဆိုအာဘီလာလဲမတ်အာဘီလာလဲမတ်မီမတ်ကြည့်သည်မီလာလဲမတ်ကြည့်နိုင်တယ်မီနိုင်တယ်မီလာလဲမတ်mask ဆိုရင် mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်း ida လဲ mask အဲ့မှာနောက်တစ်ခုက deki mask ကသူ့ရဲ့စကားလုံးအဓိပ္ပာယ်မှာလုံနိုင်တယ်လုံတတ်တယ်ဖြစ်နေရမို့လို့လာလဲ mask ဖတ်ပေါင်းစရာမလိုတော့ဘူးဒီတိုင်းပဲပြောမယ်ပေါ့နော် deki mask ဆိုရင် deki mask ပဲ deki ဒါလဲ mask ဆိုပြီးတော့မပြောင်းမဲနဲ့သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်မှာတွေကလုံနိုင်တယ်လုံတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေရမို့လို့သူကတော့ဒီတိုင်းပဲခါနိုကေပုံစံပြောင်းစရာမလိုသူရဲ့ original မှာခါနိုကေပုံစံဖြစ်နေရမလို့ပေါ့နော် denkimas ဆိုရင်တော့ denkimas ပဲထည့်ပေးရမယ်အဲ့ဒါကို orimas ဆိုလို့ရှိရင် ori လာလဲ mas mas ကိုဖြုတ်လာလဲ mas ပေါင်း ori လာလဲ mas kimas with တီဆိုရင် kira လဲ mas ဝတ်နိုင်တယ်ပေါ့နော် kira လဲ mas okimas အဲ့ရထားသည် okira လဲ mas အဲ့ရထားနိုင်တယ်ဒီစကားလုံး၈လုံးက message ကိုကြည့်လိုက်ပါ a line နဲ့ဆုံးတာမဟုတ်နေဘူးပေါ့နော်အကောင်လုံးက i line နဲ့ဆုံးနေတယ်အဲ့တော့ဒီစကားလုံး၈လုံးကချွင်းချက်ဖြစ်တဲ့အတွက်ဒီစကားလုံး၈လုံးကိုတွေ့ရင်လည်း mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းပေးရမယ်ရမယ်နော်အဲ့တော့သူရဲ့မူရင်းဒီ group သူပုံစံက message ကိုကြည့်message မှာ a line နဲ့ဆုံးရင် mask ကိုဖြုတ်လာလဲ mask ပေါင်းအဲ့ထဲမှာချွင်းချက်စကားလုံး၈လုံးခါမီတိုကိုဆိုတဲ့ဒီစကားလုံး၈လုံးကိုတွေ့ရင်လည်းပဲ mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းပေးရမယ်ဒါဆိုရင်ခါနိုကေပုံစံဖြစ်သွားမယ်ပေါ့နော်ခါဒီမတ်ဆိုရင်ခါဒီလာလဲ mask ချင်းနိုင်တယ်ခါဒီလာလဲ mask အာဘီမတ်ရေချိုးသည်အဲ့တော့ mask ကိုဖြုတ်ပြီးတော့လာလဲ mask ပေါင်းအာဘီလာလဲ mask ရေချိုးနိုင်တယ်မီ mask မြင်သည်မီလာလဲ mask မြင်နိုင်တယ်မီလာလဲ mask ရမယ်နော်နောက်တစ်ခု group 2ကိုကြည့်ကြည့်မယ် group 2 group 3ကိုဆက်ကြည့်ကြည့်မယ်နော် group 3မှာနှစ်ခုပဲရှိတယ် she mask နဲ့ key mask နဲ့ she mask ဆိုရင် deki mask she mask ဆိုရင် deki mask ဥပမာ bankyo she mask ပဲထားပါတော့စာလုံးတည်စာလုံးနိုင်တယ်ဆိုရင် bankyo deki mask she mask ကိုတွေ့တာနဲ့ deki mask ပြောင်းပေးရမယ် she mask ရဲ့ခါနိုကေက deki mask လုံနိုင်တယ်လုံတီရနဲ့လုံနိုင်တယ်ဖြစ်သွားတယ် key mask လာသည်ခါမီတိုကိုထဲမှာပါတဲ့ key mask ကလာသည်မဟုတ်ဘူးသူရဲ့အဓိပ္ပာယ်က with တီ
စာကြောင်းပေါ်မှာမူတည်ပြီးတော့ဘာသာပြန်ကြည့်လိုက်ပေါ့နော်လာသည်ဆိုလို့ရှိရင်ခိုလာလဲ mass key mass လာသည်ရဲ့ခါနိုကေပုံစံကခိုလာလဲ mass ဖြစ်သွားမယ်လာနိုင်တယ် group 3မှာ2ခုပဲရှိမယ် she mass ဆိုရင် they key mass ပြောင်းပေးရမယ် key mass ဆိုရင်ခိုလာလဲ mass ပြောင်းပေးရမယ်ရမယ်နော်အဲ့တော့ဒါဆိုခမီတို့ကိုရဲ့ဒီစကလုံးရှစ်လုံးကချွင်းချက်ပေါ့နော်မှတ်ထားပေးရမယ်ဒီစကလုံးရှစ်လုံးပြီးတော့ group 3မှာဆိုရင် she mass ဆိုရင် they key mass key mass ဆိုရင်ခိုလာလဲ mass ဖြစ်သွားမယ်เนาะအဲ့တော့ Kanoke မှာလေ့လာမယ်ဆိုရင် group က3ခုရှိတယ် group 1ကအမြဲတမ်း e line ကို a line ပြောင်းပေးရမယ် e line message မှာ e line နဲ့ဆိုရင် a line ပြောင်းပါเนาะ group 2ကကြတော့ message မှာ a line နဲ့ဆုံးနေဆိုရင် mass ကိုဖြုတ်ပြီးတော့လာလဲ mass ပေါင်းပေးရမယ်အဲ့မှာချင်းချက်စကားလုံး8လုံးခမီတို့ကိုဆိုတဲ့စကားလုံး8လုံးအလွတ်ချက်ထားပေးရမှာပါခမီတို့ကိုဆိုတဲ့စကားလုံး8လုံးတွေ့ရင်လည်း mass ကိုဖြုတ်ပြီးတော့လာလဲ mass ပေါင်းပေးရမယ်group 3မှာတော့2ခုပဲရှိမယ် she mass ဆိုရင် they key mass key mass ဆိုရင်ခိုလာလဲ mass ရမယ်နော်တော့ F5 မှာတော့သင်ခဲ့ရတာကခိုနိုခန်ဂျီယိုယောမှုခိုတိုကတဲ့ key mass က dictionary form နဲ့ခိုတိုကတဲ့ key mass ကဒီခန်းကြီးကိုဖတ်နိုင်လားခိုနိုခန်ဂျီယိုယောမှုခိုတိုကတဲ့ key mass ကဒီခန်းကြီးကိုဖတ်နိုင်လားပေါ့နော်အဲ့တော့ dictionary form နဲ့ the key mass ကခိုတိုက the key mass ကဆိုပြီးတွေ့တော့က particle က o သုံးပေးရမယ် o dictionary form နဲ့ခိုတိုက the key mass ပေါ့အခုဒီ F4 မှာကြတော့ Kanoke ပုံစံဆိုရင် Kanoke ရဲ့ရှေ့မှာအမြဲတမ်း particle ကဂပဲသုံးပေးရမယ်။အိုသုံးလို့မရဘူးเนาะဂပဲသုံးပေးရမယ်။ခိုနိုခန်ကြီးက your mamas ခိုနိုခန်ကြီးက your mamas ဒါဆိုရင်ဒီခန်းကြီးကိုဖတ်နိုင်တယ်။အိုမသုံးပဲနဲ့ဂ Kanoke က Kanoke ပုံစံလို့မှတ်ထားပေးရမယ်เนาะခိုနိုခန်ကြီးက your mamas ဒီခန်းကြီးကိုဖတ်နိုင်တယ်။ဝါတာရှိဝနီဟွန်ဂိုအိုဟာနာစုခိုတိုကတခိမဲ့ကျွန်တော်ဂျပန်စကားပြောနိုင်တယ်။ဒါအဖိုင်မှာပြောခဲ့တဲ့နီဟွန်ဂိုအိုဟာနာစုခိုတိုကတခိမက်ဂျပန်စကားပြောနိုင်တယ်။အဲ့ဒါကို F4 ပုံစံခါနိုခေပုံစံနဲ့ပြောင်းခြင်းအိုကနေဂါဖြစ်သွားမယ်။အိုကိုဂါပြောင်းမယ်။ဟာနာစုခိုတိုကတခိမက်ကိုခါနိုခေပုံစံပြောင်းပေးရမယ်နော်။ဝါတာရှိဝနီဟွန်ဂိုကဟာနာဆေမက်ဟာနာရှိမတ်ကလာတာเนาะအဲ့ဒါကိုခါနိုကေပြောင်းတော့ရှိဆိုတော့ airline ပြောင်းတော့ဆဲဖြစ်သွားတယ်နီဟွန်ဂိုကဟာနာဆေမတ်ဂျပန်စကားပြောနိုင်တယ်နီဟွန်ဂိုကဟာနာဆေမတ်ဂျပန်စကားပြောနိုင်တယ်ရမယ်เนาะဟုတ်တယ်ကိုဝါတာရှိဝါဂီတာကိုဟီခုခိုတိုကတေကီမတ်ဂီတာတီးနိုင်တယ်ဂီတာကိုဟီခုခိုတိုကတေကီမတ်ဂီတာတီးနိုင်တယ်အဲ့တော့ခါနိုခိပုံစံနဲ့ပြောင်းရင်ဝါတာရှိဝါဂီတာကဟီကေမတ်ဂီတာကဟီကေမတ်ဂီတာတီးနိုင်တယ်အိုဆာကေကနိုမီမတ်ကအရက်တောက်နိုင်လားအိုဆာကေကနိုမီမတ်ကတောက်နိုင်တယ်ဆိုရင် hi normal โอเคတောက်နိုင်ပါတယ်မတောက်နိုင်ဘူးဆိုရင် e ရဲ့ normal ဆက်မတောက်နိုင်ပါဘူးเนาะခါနိုခေပုံစံနဲ့ပြောမယ် e ရဲ့ normal ဆက်မတောက်နိုင်ပါဘူးလျောလီကစခုရဲမတ်ကဟင်းချက်တက်လာစခုရဲမတ်ဆိုတာစခုဒီမတ်ကလာတာเนาะစခုဒီမတ်ဟင်းချက်တီအဲ့တော့ဟင်းချက်နိုင်လားလို့ပြောခြင်းလျောလီကစခုရဲမတ်ကလျောလီကစခုရဲမတ်ကဟင်းချက်နိုင်လားချက်နိုင်ပါတယ်ဆိုရင် hi စခုရဲမတ်ဟုတ်ကဲ့ချက်နိုင်ပါတယ်မချက်နိုင်ဘူးဆိုရင်တော့ e ရဲ့စခုရဲမတ်ဆက် e ရဲ့စခုရဲမတ်ဆက်ဟင်းမချက်တတ်ပါဘူး日本語で電話がかけられますかဂျပန်ဘာသာနဲ့ဂျပန်လိုဖုန်းဆက်နိုင်လား日本語で電話がかけられますかဂျပန်လိုဖုန်းဆက်နိုင်လားဆက်နိုင်တယ်ဆိုရင် hi かけられますဟုတ်ကဲ့ဆက်နိုင်ပါတယ်မဆက်နိုင်ဘူးဆိုရင်တော့ e ရဲ့かけられませんမဆက်နိုင်ပါဘူးအဲ့ဆိုဒီစကတ်လေးကရန်လေးတောင်ပေါ့နော်ဒီစကတ်လေးစကတ်တို့ဒီစကတ်ကရန်လေးတောင်ရုံးဆန်ရန်လေးတောင်ပါအဲ့တော့ဒီစကတ်ကိုဝဲနိုင်တယ်ဆိုရင်စကတ်တို့က
စကတ်ကိုဝယ်နိုင်တယ်စကတ်တိုကခါအေမတ်ဝယ်နိုင်တယ်အဲ့တော့ဘယ်ရလာလဲဆိုခါအီမတ်ကလာတာခါအေမတ်ရဲ့မူရင်း main verb ကခါအီမတ်ကလာတာခါအီမတ်ဝယ်သည်ခါနိုကေပုံစံပြောင်းလိုက်တော့အေဖြစ်သွားတယ်ပေါ့နော်ခါအေမတ်ခါနိုကေမလို့သူရဲ့ရှေ့ရပါတီကေကဂါနဲ့ပြောပေးရမယ်စကတ်တိုကခါအေမတ်စကတ်ဝယ်နိုင်တယ်ဒီဇူဘုံဆိုရင်နာနာဆန်ရန်9000ဆိုတော့မဝယ်နိုင်ဘူးပေါ့မဝယ်နိုင်ဘူးဆိုရင်ဇူဘုံကခါအေမာဆန့်ဇူဘုံကခါအေမာဆန့်ဒီပေါင်းပြီးမဝယ်နိုင်ပါဘူးခါအေမာဆန့်ဒီကားမှာဆိုရင်နန်နီခိုနိုခူရူမာနီနိုရဲမတ်ကဘယ်နှစ်ယောက်ဒီကားပေါ်မှာစီးနိုင်လဲနိုရဲမတ်ကနိုဒီမတ်ကလာတာနိုဒီမတ်ကစီးဒီစီးနိုင်လဲဆိုရင်နိုရဲမတ်ကနန်နီခိုနိုခူရူမာနီနိုရဲမတ်ကဘယ်နှစ်ယောက်ဒီကားစီးနိုင်ပါလဲဆိုရင်ဒီတစ်ခါမှာတော့ MEMS နဲ့ KIGO-MS ပေါ့နော် MEMS နဲ့ KIGO-MS ကငကိုတည်းကခါနိုကင်းဖြစ်နေပြီးသား MEMS ရဲ့KIGO-MS ရဲ့သုံးနည်းကိုလည်းတစ်ချက်လေ့လာကြည့်မယ်နော်ထပ်ပြီးတော့ဒီမှာဆိုရင်ကိုကဥပမာယာမတောင်ပေါ်သွားမယ်ယာမရဲ့ EKMS တောင်ပေါ်သွားပြီးတော့တောင်ပေါ်မှာဒီမှတ်မလူကိုသုံးမယ်မှတ်မလူကိုသုံးမယ်ပေါ့နော် Choreo Sky Mask မှတ်မလူကိုသုံးမယ်ပြီးရင်ထိုဒီကိုစာကာရှိမှာငှက်ရှာမယ်ကိုလုံးမဲ့အရာတွေအများကြီးပဲဖြစ်နေတာတောင်ပေါ်သွားမယ်မှတ်မလူကိုသုံးမယ်ပြီးတော့မှတ်မလူကိုသုံးပြီးတော့ငှက်ကိုရှာမယ်ငှက်ကြည့်မယ်ပေါ့နော်ကိုကအများကြီးလုံတာပေါ့နော်私はたくさんしますကိုကအများကြီးလုပ်တယ်ပေါ့အဲ့ချိန်မှာအများကြီးကိုလုံးမဲ့အရာတွေအများကြီးပဲဘာလုပ်မယ်ဆိုတောင်ပေါ်သွားမယ်မှန်မလူကိုတုံးပြီးတော့ငှက်ရှာမယ်ဟုတ်လားအဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်ထိုနီကမီလာလေမတ်ငှက်မြင်နိုင်တယ်အဲ့တော့ပြောချင်တာမီလာလေမတ်နဲ့မီယဲမတ်နဲ့နှစ်ခုကွာခြားဖို့ကိုပြောပြချင်တာဖြစ်ပါတယ်မီယဲမတ်ကလည်းမြင်နိုင်တယ်ကြည့်နိုင်တယ်ဟုတ်လားမီလာလေမတ်ကိုပြောင်းတယ်မီလာလေမတ်ကလည်းမြင်နိုင်တယ်ကြည့်နိုင်တယ်အဲ့နှစ်ခုဘယ်လိုကွာလဲဆိုရင်ပြန်ပြောမယ်နော်ကိုကရွေချက်ရှိနဲ့ကိုလှုပ်ချင်တဲ့အရာတွေအများကြီးရှိတယ်တောင်ပေါ်သွားပြီးတော့မှတ်မလူကိုတုံးပြီးတော့ကိုကငှက်ကိုကြည့်ချင်တာကိုလုံးမဲ့အရာတွေအများကြီးပေါ့နော်အဲ့လိုအရာမျိုးမှာကိုလုံးမဲ့အရာတွေအများကြီးဖြစ်တဲ့အတွက်အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်ဒီမီလာလေမတ်ကိုတုံးလို့ရတယ်တိုဒီကမီလာလေမတ်ကိုလုံးမှာကိုကတကူတကသွားပြီးကြည့်မှဖြစ်တဲ့အတွက်ထိုဒီကမီလာလေမတ်ငှက်ကိုမြင်နိုင်တယ်ဆိုပြီးတော့မီလာလေမတ်ကိုတုံးလို့ရတယ်ပေါ့နော်အဲ့လိုမှဟုတ်ပဲねကိုကတကူးတကဘာမှငှက်ကြည့်ဖို့သွားမှလည်းမဟုတ်တကူးတကလုံးမှလည်းမဟုတ်ဘူးကိုဒီပရင်းပေါက်လေးကနေပြီးကြည့်နေရပါပရင်းပေါက်ကနေအပြင်ကြည့်နေတဲ့အချိန်မှာကိုကတကူးတကဘာမှငှက်ကြည့်ဖို့အတွက်တကူးတကလောက်တာမဟုတ်ဘူးเนาะမဟုတ်ဘဲနဲ့အဲ့တော့ငါ私はကိုကနာနီမိုရှိမဆန်ကိုကဘာမှမလုပ်နေဘူးအဲ့ချိန်မှာမှကိုကတကူးတကကြည့်ဖို့လုပ်နေရမဟုတ်ဘဲနဲ့ငှက်ကရောက်ကိုရှိကနေဖြတ်သွားတယ်ပေါ့ဖြတ်သွားတော့ကိုကမြင်လိုက်ရတယ်ဒါဆိုရင်ထိုဒီကမီယဲမတ်私はထိုဒီကမီယဲမတ်ငှက်ကိုမြင်နိုင်တယ်ကိုယ့်ရဲ့အခန်းကနေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အခန်းကနေပြီးတော့ငှက်ကိုမြင်နိုင်တယ်ဒါဆိုရင်မီယဲမတ်ကိုသုံးလို့ရတယ်ပြန်ပြောမယ်နော်ကိုကတကူးတကနေပြီးတော့တကူးတကနဲ့ငှက်ကိုမြင်ရအောင်လို့တကူးတကငှက်ကိုကြည့်ဖို့အတွက်သွားပြီးတော့မှကြည့်တဲ့အချိန်မှာငှက်လေးကိုမြင်လိုက်ရတယ်ဆိုလို့ရှိရင်မီလာလေမတ်နဲ့ပြောလို့ရတယ်ထိုဒီကမီလာလေမတ်အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့အခန်းထဲကနေပြီးတော့ကိုကတကူးတကကြည့်ဖို့သွားတာလည်းမဟုတ်ဘူးတကူးတကရှာဖွေတာလည်းမဟုတ်ပဲနဲ့ကိုနေနဲ့ကိုယ့်ရဲ့အခန်းထဲကနေပြီးတော့ငှက်လေးတွေကိုမြင်ရတယ်ဆိုလို့ရှိရင် BMS နဲ့ပြောလို့ရတယ်ထိုဒီက BMS ငှက်ကိုမြင်နိုင်တယ်ဒီလိုဆိုရင်ဒါကိုယ့်ရဲ့ပရင်းပေါက်ပေါ့ကိုယ့်ရဲ့အခန်းပရင်းပေါက်ကနေပြီးတော့ဖူဂျီတောင်ကိုမြင်နိုင်တယ်ဒါဆိုရင် BMS သုံးမလားမီတာလေမတ်သုံးမလား
စဉ်းစားကြည့်မယ်နော်ကိုကတကူးတကသွားကြည့်ရမျိုးမဟုတ်ဘူးကိုယ့်ရဲ့အခန်းကနေပြီးတော့မြင်ရတာအဲ့တော့ MIEMS နဲ့ပြောပြရမယ်မတိုကာတာဖူဂျီဆန်က MIEMS ပဒင်းပေါက်ကနေပြီးတော့ဖူဂျီတောင်ကိုမြင်နိုင်တယ်ရမယ်နော်တကူးတကကိုကဖူဂျီတောင်ကြည့်ဖို့တကူးတကသွားကြည့်ပြီးတော့မှကိုကမြင်နိုင်တယ်ဆိုလို့ရှိရင်တော့မီလာလဲမတ်နဲ့ပြောပြရမှာပေါ့နော်အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့အခန်းထဲကနေပြီးတော့ကိုကတကူးတကသွားကြည့်ရမျိုးမဟုတ်ဘဲနဲ့အခန်းထဲကနေပြီးတော့မြင်နေရတာဆိုရင်တော့ MIEMS နဲ့ပြောမယ်မတိုကာတာဖူဂျီဆန်က MIEMS ပဒင်းပေါက်ကနေပြီးတော့ဖူဂျီတောင်ကိုမြင်ရတယ်皆さんの部屋から何が見えますかအားလုံးရဲ့ဒီအခန်းကနေပြီးတော့ဘာကိုမြင်ရလဲပေါ့နော်အဲဆိုတာကိုယ်တကူတကတော့ကြည့်ရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အခန်းရှိရနေမြင်ရတာကိုပြောချင်တာဖြစ်တဲ့အတွက် MIEMS ကိုပြောပေးရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါKKMS ကြားရသည်ဆိုတော့ meaning နဲ့ KQMS ကြားရသည် KKMS နဲ့ KQMS ရဲ့ကွာခြားပုံလေးကိုဆက်ပြီးပြောပြမှာပဲဖြစ်ပါတယ်မှာသူကနေပြီးတော့ဒါအုံကကူပေါ့နော်တချင်းကို download လုပ်လိုက်တယ် download တော့ရှိမှတချင်း download လုပ်လိုက်တယ်ဒီ button ကိုရှိမှဒီခလုတ်လေးကိုနှိပ်လိုက်မယ်အဲဆိုသူလုံးမှာပေါ့နော်ဝတ်တက်ရှိဝတ်တက်ကိုဆန်းရှိမှသူလုံးမဲ့အရာတွေအများကြီးပဲပေါ့နော်အရင်ဆုံးတချင်းကို download ဆွဲမယ်ပြီးဖုန်းထဲကခလုတ်လေးကိုနှိပ်လိုက်မယ်အဲ့ဒီအချိန်မှာတချင်းတန်ကြားရမယ်ကိုကတချင်းတန်ကြားဖို့အတွက်တကူးတကလောက်တာဖြစ်တဲ့အတွက်ဘာကိုသုံးရမလဲအဲဆိုရင် KKMS ကိုသုံးပေးရမယ်ဘောတန်အိုအိုစုတို့ခလုတ်ကိုနှိပ်လိုက်ရင်အုံကကူက KKMS တေဂီတာတချင်းတန်ကြားရတယ် KKMS ကိုကတကူတကဒီတချင်းကိုဒေါင်းလုံးဆွဲတယ်ဒီခလုတ်ကိုနှိပ်တယ်အဲ့အချိန်မှာအတန်ကြားရတာဖြစ်တဲ့အတွက် KKMS နဲ့ပြောပေးရမှာပေါ့နော်နောက်တစ်ခုကိုကအခန်းထဲမှာနေနေရဟာညမိုးချုံနေပြီပေါ့နော်အခန်းထဲမှာနေနေရအဲ့ဒါဘေးခန်းကနေတချင်းတန်နေစူညံတန်တွေကိုကြားနေရတာကိုကတကူတကအဲ့စူညံတန်တချင်းတန်တွေကိုကြားရအောင်လုပ်နေရမဟုတ်ဘူးကို့ခန်းမှာကိုနေနေနဲ့ဘေးခန်းကသူများကလှုပ်တဲ့အတန်ကိုကြားရတာဒါဆိုဘာနဲ့ပြောမလဲKQMS နဲ့ပြောပြရမယ်။隣の部屋からဘေးခန်းကနေပြီးတော့音楽が聞こえますတချင်းတန်ကြားရတယ်။ပြီးတော့ 外から音が聞こえますကိုယ့်ကိုအခန်းထဲမှာနေနေရနော်အခန်းထဲမှာနေနေနဲ့အပြင်ကနေတယ်အပြင်ကအတန်ကြားရတယ်ဆိုလို့ရှိရင် KKMS နဲ့မပြောဘဲနဲ့ KQMS နဲ့ပြောပြရမှာပေါ့နော်外から音が聞こえますအပြင်ကနေပြီးတော့အတန်ကြားရတယ်အဲဆိုရင် KKMS နဲ့ KQMS ရဲ့ကွာခြားပုံလေးကိုသိသွားလိမ့်မယ်လို့ထင်တယ်ပေါ့နော် KKMS ကကြတော့ကိုကနေတကူတကခုနပြောသလိုပဲတချင်းနားထောင်ဖို့အတွက်တချင်းကို download ဆွဲတယ်ခလုတ်ကိုနှိပ်တယ်အဲ့ဒီအချိန်မှာကိုကကြားလိုက်ရတယ်ဒါဆိုရင် KKMS နဲ့ပြောလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုနေနေရကိုဘေးခန်းစူညံတန်းတခြားလူကလှုပ်တဲ့စူညံတန်းဟလာကိုစာလုံးနေနဲ့အပြင်ကလာတဲ့စူညံတန်းသားတွေကိုကြားရတယ်ဆိုလို့ရှိရင်တော့ KQMS နဲ့ပြောပြရမယ်နော်အဲ့တော့ဝါတရှိဝါနာနီမိုရှိမဆန်ကိုကတကူတကဘာမှလောက်တာမဟုတ်ဘူးကိုမလောက်တဲ့အချိန်မှာဆိုရင် MIEMS နဲ့ KQMS ကိုသုံးမယ်ကိုဘာမှမလုပ်ဘဲနဲ့တကူတကကိုကဘာမှလောက်တာမဟုတ်ဘဲနဲ့မြင်ရတယ်ကြားရတယ်ဆိုရင်ဘာကိုသုံးမလဲဆိုရင် MIEMS မြင်ရတယ်ဆို MIEMS ကိုသုံးပြီးတော့ကြားရတယ်ဆိုရင် KQMS ကိုသုံးပေးရမှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတကူတကဟလာဖူဂျီတောင်ကြည့်ဖို့အတွက်သွားတယ်အဲ့ချိန်မှာမြင်ရတယ်ဆိုရင်မီလာလဲမတ်ပေါ့အဲ့လိုမှမဟုတ်ဘူးကိုကတကူတကဒီတချင်းကိုကြားရဖို့အတွက်ဒေါင်းလော့ဆွဲတယ်နှိပ်တယ်ပေါ့နော်တကူတကလုံးမယ်ဆိုလို့ရှိရင်တော့ KKMS ပေါ့ရမယ်နော်အဲ့တော့ MIEMS ရဲ့ KQMS မီလာလဲမတ် KKMS အဲ့နှစ်ခုရဲ့သုံးပုံသုံးနည်းလေးကိုသဘောပေါက်သွားမယ်လို့ထင်ပါတယ်အဲ့ဆိုနောက်ထပ် grammar လေးကိုဆက်ကြည့်ကြည့်မယ်နော်နောက် grammar ကကြတော့ noun က dekimas noun က dekimas ဆိုတာက noun ကပြီးမြောက်သွားပြီဖြစ်မြောက်သွားပြီလို့ပြောချင်တာတခုခုသူ့ရဲ့ရှေ့မှာ noun သုံးပေးရမှာပေါ့နော် noun နဲ့
dekimas noun က dekimas ဆိုတာသူ့ရဲ့ငကိုယ်ကခါနုခေဖြစ်တဲ့အတွက်သူ့ရဲ့ရှေ့မှာဂပဲသုံးပေးရမှာဖြစ်ပါတယ်။ noun က dekimas ဆိုရင် noun ကပြီးမြောက်သွားပြီဖြစ်မြောက်သွားပြီအရင်တော့မဖြစ်သေးတဲ့အရာကအခုချိန်မှာပြီးမြောက်သွားပြီဖြစ်မြောက်သွားပြီဆိုတာကိုပြောခြင်းသုံးပေးရမှာဖြစ်ပါတယ်။ဒီကောင်လေးကဒါဗိုက်စာနေအခုချိန်မှာအိုနာခါကဆူကီမရှတာဗိုက်စာနေတယ်ဒါပေမဲ့ထမင်းမကြက်သေးဘူးထမင်းမရှိသေးဘူးပေါ့နော်အိုနာခါကဆူကီမရှတာဗိုက်စာနေပြီအဲ့ချိန်မှာသူ့ရဲ့အမေကနေပြီးတော့ထမင်းချက်ပေးလိုက်တယ်ပေါ့နော်ဟင်းချက်ပေးလိုက်တယ်ဂေါဟန်ကိုစကူရီမရှတာထမင်းချက်တယ်ဟင်းချက်တယ်အဲ့တော့ထမင်းဟင်းတွေကဒါကြက်သွားပြီထမင်းကကြက်သွားပြီဒါဆိုဘယ်လိုဖြစ်သွားလဲထမင်းကအရင်တော့ဒီကောင်လေးကဗိုက်စာနေတာထမင်းချက်တယ်နောက်ဆုံးမှာထမင်းကကြက်သွားပြီထမင်းနဲ့ဟင်းကြီးကြက်သွားပြီဆိုရရှင်စကူရီမတ်နေရာမှာဂေါဟန်ကဒေကီမရှတာလို့ပြောလို့ရတယ်ဂေါဟန်ကဒေကီမရှတာဒါဆိုရင်ထမင်းကြက်သွားပြီအဲ့တော့နောက်ဆုံးမှာဒီထမင်းနဲ့ဟင်းတွေကပြီးမြောက်သွားပြီဖြစ်သွားပြီလို့ပြောချင်ရင်နောင်ကဒေကီမရှတာဆိုတဲ့ပုံစံနဲ့ပြောလို့ရပါတယ်ဂေါဟန်ကဒေကီမရှတာထမင်းကြက်သွားပြီအဲ့ဆိုနောက်တစ်ခုဆိုရင်အိမ်စာတွေဟာလားရှုကူတိုင်းအိမ်စာ report တို့အစီရင်ခံစာရေးတာအစီရင်ခံစာတွေပဲဖြစ်ဖြစ်ဒီအိမ်စာတွေကပဲဖြစ်ဖြစ်မပြီးသေးဘူးသူစူးစမ်းပြီးတော့ရေးနေတာပေါ့နော် report တို့ခါကီမရှတာရေးပြီးသွားပြီနောက်ဆုံးမှာပဲပြောရလဲပြီးမြောက်သွားပြီနောက်ဆုံးမှာဒီအစီရင်ခံစာ report ကပြီးသွားပြီပြီးမြောက်သွားပြီလို့ပြောချင်ရင် report တို့ကできましたနောင်ကできましたနောင်ကပြီးမြောက်သွားပြီဖြစ်မြောက်သွားပြီမလို့ report တို့ကできましたအစီရင်ခံစာပြီးသွားပါပြီနောက်ထပ်နမူနာလေးကိုဆက်ကြည့်ကြည့်မယ်နော်友達日本人の友達ပေါ့ဂျပန်တငယ်ချင်းသူ့မှာမရှိသေးဘူးဂျပန်တငယ်ချင်းမရှိသေးဘူးအဲ့ချိန်မှာသူကတငယ်ချင်းကိုရှာနေတယ်探しましたရှာတွေ့ခဲ့တယ်ပြီးတော့ဂျပန်တငယ်ချင်းနဲ့စကားတွေအများကြီးပြောခဲ့တယ်နောက်ဆုံးမှာသူဂျပန်လူမျိုးတငယ်ချင်းရသွားပြီဂျပန်တငယ်ချင်းရသွားပြီဆိုလို့ရှိရင်日本人の友達ができました日本人の友達ができましたဂျပန်လူမျိုးတငယ်ချင်းကိုできましたတွေ့သွားခဲ့ပြီเนาะရသွားခဲ့ပြီအရင်တော့မဖြစ်သေးတဲ့အရာတွေကအခုလက်ရှိမှာဖြစ်သွားပြီးရသွားပြီးဖြစ်မြောက်သွားပြီလို့ပြောချင်တယ်ဆိုလို့ရှိရင် noun က dekimas ဆိုတဲ့ grammar ကိုသုံးပေးရမှာဖြစ်ပါတယ်။ noun ကဖြစ်မြောက်သွားပြီ noun ကရသွားပြီလို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ် grammar ကကြတော့ noun ရှိကမဆန် noun ရှိကမဆန်ဆိုတော့ noun ကမရှိဘူးလို့ပြောချင်တာ noun မှလွဲပြီးတော့မရှိဘူး။ noun ကလွဲပြီးတော့မရှိဘူး noun ပဲရှိတယ်။အဲ့တော့နမူနာလေးတွေကိုကြည့်ကြည့်မယ်နော်ဒီ site ဖို့ပေါ့ဒီပတ်စံအိတ် site ဖို့နီးပတ်စံအိမ်မှာကုရာအာဒီမတ်ကပတ်စံဘယ်လောက်ရှိလဲဤကုရာအာဒီမတ်က200だけありますရန်200ပဲရှိတာ200だけありますရန်200ပဲရှိတယ်တနည်းအားဖြင့်ရန်200မှလွဲပြီးတော့မရှိဘူးလို့ပြောချင်ရင်ဒီ grammar ကိုသုံးပေးရမယ်အဲ့တော့200ရှိကありませんရှိကရဲ့နောက်မှာဆိုရင် negative ပဲသုံးပါပါเนาะမြန်မာလိုပဲပါတာပြကြည့်နောက်မှလွဲပြီးတော့ရှိတယ်ဆိုတော့မပြောဘူးပေါ့เนาะနောက်မှလွဲပြီးမရှိဘူးနောက်ကလွဲပြီးမရှိဘူးရှိကတော့သုံးရင်သူ့ရဲ့နောက်မှာ negative အငြင်းသုံးမယ်ဒါကဲနောက်ပဲရှိတယ်နောက်ပဲရှိတယ်ဆိုပြီးတော့ဒါကဲနဲ့သုံးရင် positive နဲ့ပြောပြရမှာပေါ့เนาะနောက်မှလွယ်ပြီးတော့200ရှိကအာဒီမာဆန်နောက်မှလွယ်ပြီးမရှိဘူးလို့ပြောချင်ရင်မှလွယ်ပြီးမရှိဘူးကလွယ်ပြီးမရှိဘူးလို့ပြောချင်ရင်ရှိကနဲ့ negative နဲ့ပြောပြရမယ်သူရဲ့နောက်မှာ200ရှိကအာဒီမာဆန်ရန်200လွယ်ပြီးတော့မရှိပါဘူးဆိုနောက်ထပ်နမူနာလေးဆက်ကြည့်မယ်နော်ဒီကောင်လေးကအိုယိုဂီမတ်ရေကူးနေတာပေါ့နော်သူရဲ့ဆရာကမိလိုက်တယ်နာမည်တိုရူအိုယိုဂေမတ်ကနာမည်တိုရူအိုယိုဂေမတ်ကဘယ်နှမီတာလောက်ရေကူးနိုင်လဲအိုယိုဂေမတ်က50メートル50メートルだけ泳げますမီတာ50ပဲရေကူးနိုင်ပါတယ်
အဲ့ဒါကိုဒါကင်းနဲ့မပြောချင်ဘူးမီတာ90မှလွဲပြီးတော့မကူးနိုင်ဘူးရှီကာနဲ့ပြောချင်ရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဂေါ်ဂျူမဲတိုရိုရှီကာအိုယိုဂင်မှာဆက်အနောက်မှာအငင်းနဲ့ပြောပြရမှာပါနော်မီတာ90ရာလွဲပြီးတော့ရေမကူးနိုင်ပါဘူးဂေါ်ဂျူမဲတိုရိုရှီကာအိုယိုဂင်မှာဆက်နောက်ထပ်နမူနာလေးဆက်ကြည့်ကြည့်မယ်နော်နေမတ်ကောင်းလေးကအိတ်နေနေမတ်နန်းကြီးကန်နေမတ်တကဘယ်နှနာရီအိတ်ခဲ့ရလဲနန်းကြီးကန်နေမတ်တကဟုတ်လားစမ်းကြည့်ကန်တာကနေမတ်တာ3နာရီပဲအိတ်ခဲ့တာစမ်းကြည့်ကန်တာကနေမတ်တာအဲ့ဒါကို3နာရီမှလွဲပြီးတော့မအိတ်ခဲ့ပါဘူးအဲ့လိုပြောချင်တယ်3နာရီပဲအိတ်ခဲ့တယ်လို့ပြောလဲရတယ်နော်စကားအများကြီးပြောလို့ရတယ်3နာရီပဲအိတ်ခဲ့ပါတယ်ပြောလဲရတယ်အဲ့လိုမှမဟုတ်ဘူး3နာရီကလွဲပြီးတော့မအိတ်ခဲ့ဘူးအဲ့လိုပြောချင်တယ်ဒါဆိုရင်ဒါကင်းနေရာမှာရှီကာဖြစ်သွားမယ်စမ်းကြည့်ကန်ရှီကာစမ်းကြည့်ကန်ရှီကာ3နာရီမှလွဲပြီးတော့ရှီကာသုံးမယ်ဆိုရင်သူ့ရဲ့နောက်က verb ကအငင်းဖြစ်သွားမှာနော်စမ်းကြည့်ကန်ရှီကာနေမဆန်တဲ့ရှတာ3နာရီကလွဲပြီးတော့မအိတ်ခဲ့ပါဘူးရမယ်နော်ဒီရှီကာနဲ့ဒါကဲသုံးပုံသုံးနည်းလေးကိုသဘောပေါက်သွားမယ်လို့ထင်ပါတယ်ရှီကာဆိုရင်သူ့ရဲ့နောက်မှာ negative အငင်းပြောပြရမယ်နောင်မဲ့သုံးမယ်ပေါ့နော်သူ့ရဲ့ရှေ့မှာရှီကာရဲ့ရှေ့မှာနောင်မဲ့သုံးပြရမယ်နောင်ရှီကာမဆန်ပေါ့နောင်မှလွယ်ပြီးမလုံးနိုင်ဘူးရှီကာသုံးမယ်ဆိုရင်အငင်းပြောပြရမယ် negative အဲ့လိုမှမဟုတ်ဘူးဒါကဲပြောမယ်ဆိုရင်နောင်ပဲ positive ပေါ့နောင်မှလွယ်ပြီးဆိုရင် negative ပြောမယ်ဒါကဲနောင်ပဲဆိုရင် positive နောင်ပဲလုံးနိုင်တယ် mass ဆိုတဲ့ positive ပြောပြရမှာနော်ဆိုနောက်ထပ် grammar လေးတစ်ခုကိုဆက်ပြီးကြည့်ကြည့်ရအောင်နောက်ထပ် grammar ကကြတော့ noun one ဝါနနီနနီက noun two ဝါနနီနနီ this ပြောချင်တာက noun one ကတော့ဖြစ်ပေမဲ့ noun two ကတော့မလုပ်ဘူးဆိုတော့ noun one နဲ့ noun two ကဆန့်ကျင်ဘက်ဖြစ်ကြမယ်ပြန်ပြောမယ်နော် noun one ဝါ noun one ကတော့နနီနနီကဖြစ်ပေမဲ့ noun one ကဥပမာ noun one ဝါရှိမတ်က noun one ကတော့လုပ်ပေမဲ့ noun two ဝါရှိမဆန့် noun two ကတော့မလုပ်ပါဘူးဆိုတော့ noun one နဲ့ noun two noun နှစ်ခုကဆန့်ကျင်ဘက်ပြောပြရမယ်ဆန့်ကျင်ဘက်ပြောတဲ့နေရာမှာသုံးတာပါနော် noun one ဝါနနီနနီက noun two ဝါနနီနနီ thisအကောင်လေးကအခုဘောလုံးကန်နေရပါတော့ဘောလုံးကန်တာကတော့ဒါလုပ်တယ် she must ဘောလုံးကန်တယ်ရ cute baseball ကတော့မလုပ်ဘူးအဲ့နှစ်ခုကိုပြောချင်တာဘောလုံးတော့ကန်ပေမဲ့ baseball တော့မလုပ်ပါဘူးမကစားပါဘူးဒါဆိုရင်စကာဝါရှိမတ်ကစကာဝါရှိမတ်ကဘောလုံးတော့ကစားပေမဲ့ဘောလုံးကန်ပေမဲ့ရ cute ဝါရှိမတ် baseball ကတော့မလုပ်ပါဘူးဒီဆိုရင် noun နှစ်ခုပေါ့စကားဆိုတဲ့ noun 1နဲ့ yakyu ဆိုတဲ့ noun 2နှစ်ခုနှိုင်းယှဉ်ပြီးဆန့်ကျင်ဘက်သဘောပြောပြရပါမယ်နော်စကားဘောလုံးကတော့ရှိမတ်ကလုပ်ပေမဲ့ noun 1ကတော့လုပ်ပေမဲ့ yakyu baseball noun 2ကတော့ရှိမတ်မလုပ်ဘူးဆိုရင်ကြောင်လေးပေါ့နော်ကြောင်လေးတော့ချစ်တယ်ခွေးကတော့မချစ်ဘူးဘာမျိုးပြောချင်လဲအဲ့တော့နေကိုကြောင်တော့ချစ်ပေမဲ့အီနူခွေးတော့မချစ်ဘူးအဲ့ဆိုဘယ်လိုပြောမလဲ noun 1ဖြစ်တဲ့အတွက်နေကိုဝါစကီဒစ်ကနေကိုဝါစကီဒစ်ကကြောင်တော့ချစ်ပေမဲ့အီနူဝါစကီဂျာအာနီမာဆန်ခွေးကတော့မချစ်ပါဘူးစကီဂျာအာနီမာဆန်ရမယ်နော်အဲ့တော့ noun နှစ်ခုကဆန့်ကျင်ဘက်ဖြစ်ကြမယ်ရှေ့က noun 1က positive ဆိုရင်နောက်က noun 2က negative နဲ့ပြောမှာပေါ့နော်နေကိုဝါစကီဒစ်ကကြောင်လေးတော့ချစ်ပေမဲ့အီနူဝါစကီဂျာအာနီမာဆန်ခွေးတော့မချစ်ပါဘူးဒါကိုဆိုရင် wine တော့တောက်နိုင်တယ် wine တော့ကြိုက်တယ် ဘီယာကမကြိုက်ဘူးဘီယာမတောက်နိုင်ဘူးဒါဆိုဘယ်လိုပြောမလဲ wine ဝါ normal mass က wine ကတောက်နိုင်ပေမဲ့ဘီဒူဝါ normal mass ဘီယာတော့မတောက်နိုင်ပါဘူး wine ဝါ normal mass ကဘီဒူဝါ normal mass ဘီယာမတောက်နိုင်ဘူးဟုတ်လားကိုဆိုရင်
ကော်ဖီတော့မကြိုက်ဘူး။ ကော်ဖီတော့မသောက်နိုင်ဘူး။ဒါပေမဲ့ခိုးချလက်ဖက်ရည်ကြမ်းပေါ့နော်။ခိုးချလက်ဖက်ရည်ကြမ်းတော့သောက်နိုင်တယ်။ဆိုရင်ခိုးချဝနော်မဲမတ်ကခိုးချကတော့လက်ဖက်ရည်ကြမ်းကတော့သောက်နိုင်ပေမဲ့ခိုးဟီးဝနော်မဲမတ်ကော်ဖီတော့မသောက်နိုင်ဘူး။ဒါဆိုသဘောပေါက်ဝင်လို့ထင်ပါတယ်။နောက်နှစ်ခုကိုနှိုင်းယှဉ်ပြီးပြောမယ်ပေါ့နော်။နောင်1နဲ့ နောက်2ကဆန့်ကျင်ဘက်ဖြစ်ခါမယ်။ကိုကရှေ့ကနောင်1ကတော့နနီကလုံနိုင်ပေမဲ့အနောက်ကနောင်2ကတော့မလုံနိုင်ပါဘူးဆိုပြီးတော့နှစ်ခုကိုတာဟိဆန့်ကျင်ဘက်အနေနဲ့ပြောတဲ့နေရာမှာဒီ grammar လေးကိုသုံးလို့ရပါတယ်။ဆိုရင်ဒီနေ့ပြောခဲ့တဲ့grammar လေးတွေပေါ့နော်အခန်း29 grammar လေးတွေကိုသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ဒီခါနိုခေပေါ့နော်ခါနိုခေပုံစံပြောင်းနည်းလေးတွေကိုပြောသွားတယ်ခါနိုခေပုံစံပြောင်းမယ်ဆိုလို့ရှိရင်group 3ခုနဲ့ရှိမယ်ပေါ့နော် group 1က airline ကို e line ကိုairline ပြောင်းပေးရမယ် group 1မှာဆိုရင် e line ကို airline ပြောင်းပြီးတော့ group 2မှာဆိုရင် message မှာ airline ဆိုရင် mask ကိုဖြုတ်ပြီးတော့လာလေ mask ပေါင်းပေးရမယ် group 3မှာဆိုရင်တော့နှစ်ခုပဲရှိတယ် she mask ဆိုရင်တင် key mask ပြောင်းပြီးတော့ key mask ဆိုရင်ခိုလာလေ mask ပြောင်းပေးရမှာပေါ့နော်ခန္ဓုခေပုံစံပြောင်းတဲ့ဟာရယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီမီရဲမတ်နဲ့မီလာလေမတ်ဟလာခီခဲမတ်နဲ့ခီကိုရဲမတ်အဲ့နှစ်ခုရဲ့ကွာခြားပုံလေးတွေကိုပြောခဲ့ပါတယ်ပြီးတော့နောက်တစ်ခုကရှီကာပေါ့နော်နောက်ရှီကာဆိုရင်နောက်မှလွဲပြီးတော့မလုံနိုင်ဘူးရှီကာဆိုလို့ရှိရင်အငင်းသုံးပေးရမယ်ပေါ့နော်နောက်မှလွဲပြီးတော့မလုံနိုင်ဘူးရှီကာအဲ့လိုမှမဟုတ်ဘူးဒါကဲဆိုပြီးသုံးရင် positive ပြောပြရမယ် now ပဲလုံနိုင်တယ် now ဒါကဲ positive ပေါ့ now ရှိက negative ဆိုပြီးတော့မဆန်အငင်းပုံစံနဲ့ပြောခဲ့တယ်ပြီးတော့နောက်ဆုံး grammar ကကြတော့ now ကနနီက now 1ကတော့လုံနိုင်ပေမဲ့ now 2ကနနီ this now 2ကတော့မလုံနိုင်ဘူးဆိုတော့နောက်နှစ်ခုကစန့်ကျင်ဘက်နောက်နှစ်ခုတစ်ခုကတော့လုံနိုင်တယ်တစ်ခုကတော့မလုံနိုင်ဘူးဆိုတာပြောချင်ရင်သုံးတဲ့ grammar လေးကိုပြောပြခဲ့ရပါတော့အဲ့တော့ဒီနေ့သင်ခန်းစာလေးကအလုံးသွင်းအသုံးဝင်မယ်လို့ထင်ပါတယ်ဆိုရင်နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြမယ်နော်ကြာမှာတတ်နေ bye bye